မောင်ရဲ့နိုးပြီလားနိုးရင်မနှက်စာလေးပါလေးပြင်ထားလိုက်ဦးငါသွားပြီနော်မနှက်စောစောစီစီငါမိမကမနှက်စာပြင်ခိုင်းပြန်ပြီဘလို့လောက်ရပါမလဲအော်ဟုတ်သားပဲငါတငယ်ချင်းကိုခွေးမနေ့ကပေးသွားတဲ့မိမနိုင်ဓမ္မသက်စအုပ်ရှိသေးတာပဲငါအဲ့ဒီစအုပ်ကိုဖတ်ရမယ်ဒီမရနိုင်ကျန်းစာအုပ်ဖတ်ပြီးရင်ငါမိမကိုအလှုပ်ပေးတာရက်တန့်နိုင်တော့မယ်မရနိုင်ကျန်းစာအုပ်မှာမရနိုင်နီးပေါင်းစုံရှိတယ်အဲ့ဒီထဲကမှပထမနီးကတော့ကိုမရခိုင်းတာဘာတစ်ခုမှမလုပ်ပဲညှင်းဆန်ရမယ်တဲ့ကောင်းပြီဒီစအုပ်ထဲကနီးအတိုင်းငါဒီမနေ့အိမ်မှုကိစ္စတွေလုပ်ခိုင်းရင်မလုပ်ဘူးလို့ညင်းလိုက်မယ်ယောက်ျားငါလောက်ခိုင်းတဲ့မနှက်စာလောက်ပြီးပြီလားမလုပ်ချင်လို့မလုပ်ဘူးမင်းပါတက်နိုင်လေငါခိုင်းတာမလုပ်ပဲမင်းဘာတွေလုပ်နေတာလဲဟဲ့မပြေးနဲ့နင်တေအောင်ရိုက်ပစ်မယ်ကိုခွေးငါ့ကိုပေးထားတဲ့မိမနိုင်တဲ့နီလန်စအုပ်ထဲကအတိုင်းလုပ်ရင်မိမနိုင်မယ်ဆိုပြီးပြောခဲ့တာအခုကျွန်တော်မိမကိုမနိုင်တဲ့အပြင်မိမရိုက်တာပါခံလိုက်ရပြီမိမကိုနိုင်အောင်နောက်ဘာလုပ်ရမလဲဆိုတာကူညီပေးပါဦးတငယ်ချင်းမင်းကိုငါပေးလိုက်တဲ့လမိမနိုင်ကျန်းစာအုပ်ထဲကပထမနီလန်ကအလုပ်မဖြစ်ရင်နောက်တနေ့စူးစမ်းကြည့်ပါတငယ်ချင်းမင်းအောင်မြင်လိမ့်မယ်ငါပေးထားတဲ့မိမနိုင်ကျန်းတဲကနီလန်တွေလိုက်လုပ်တုန်းကတော့နောက်ဆုံးနီးကြမှာမိမကိုနိုင်တာကိုခွေးတော်မရနိုင်ကျန်းစာအုပ်ထဲကနောက်ဆုံးနီးနဲ့မှသူ့မိမကိုနိုင်တာဆိုတော့ငါမှအခွင့်အရေးရှိသေးတယ်မရနိုင်ကျန်းစာအုပ်ထဲမှာရေးထားတဲ့ဒုတိယနီးကတော့မင်းမိမဘာပြောပြောပြန်မပြောနဲ့တဲ့ဒီဒုတိယနီးကိုတော့ငါစူးစမ်းရမယ်ယောက်ျားရေဒီမွန်းလွယ်ကိုနဲ့ဘယ်သွားကျင်လဲဘာစားကျင်လဲကိုစားကျင်တာအကုန်ဝယ်ကျွေးမယ်နော်ဟဲ့ကောင်မင်းငါပြောတာကိုမသိဘူးဆိုပြီးနားမထောင်တာလားမင်းကငါဒီနေ့ရိုက်တက်ပစ်မယ် True Bear continued